ဒုက္ခရောက်လုံးမno အဲ့လိုမဖြစ်ကြဘူးလေကွာမိုးချုပ်ပြီပေါ့နော်အဲ့တော့ကျွန်တော်တောလန်းကို2 နာရီလောက်လမ်းလျှောက်ပါမယ်ကျဲကြီးမပြိုသွားပါသေးနဲ့ပဲဆူတောင်းနေရတယ်ပေါ့နော်ဒီမှာကြည့်ပါဦးရေတွေဆိုသွားတာအများကြီးပဲဗျာအားလုံး morning မှာခုကတော့အပြင်မှာမိုးရွာနေပေါ့နော်မိုးတွေမရပါသေးနဲ့လို့ဆူတောင်းနေတာပဲမရဘူးဟဲ့မိုးတွေကွာဒီမှာကြည့်ပါဦးရေတွေကွာတော့တဲရပြတ်တော့မယ်ကျွန်တော် hit cycling လုပ်ဖို့အဆင်မပြေတော့ဘူးပေါ့နော်အခုကတော့မနက်စာစားဖို့ကျွန်တော်မနေ့ကလိုပဲစားသောက်ဆိုင်တစ်ခုမှတော့ချက်ခိုင်းမယ်ပေါ့နော်လက်ကားတော့မစားချင်ပါဘူးအဲ့တော့ကျွန်တော်လမ်းလျှောက်လိုက်ပါအောင်မယ်2 နာရီ 3 နာရီလောက်မျိုးလဲလမ်းလျှောက်လိုက်ပါအောင်မယ်ဗီဒီယိုလည်းမရိုက်ချင်တော့ဘူးပေါ့နော်တော်တော်အေးနေပြီကျွန်တော်လည်းမနေ့ကလိုပဲဆန်းချောင်းတစ်ခုမှာမျက်နှာတင်မနက်စာရှာထွက်ခဲ့ပါတယ်ကျွန်တော်ဒီမှာထိုင်နေရပါတော့စော်ကြီးရောက်သွားသူက17 နာရီမှဖွင့်လာဆိုတော့ကျွန်တော်ဒီမှာထိုင်ဆောင်နေတယ်ဒါကတော့ကျွန်တော်ကြောင်းကြီးပေါ့နော်ဘုရားမှာတော့ကျွန်တော် charge ကြည့်ပါပြင်မှာမိုးတွေရွာနေလို့ကျွန်တော်မိုးဝင်ခုန်နေရပါတော့ဒါလည်းဆိုနည်းနည်းလေးတော့လုံတော့ပေါ့နော်အများကြီးတော့မဟုတ်ပါဘူးမိုးတွေရွာနေပါတယ်နေထွက်လာပြီတကယ်မိုက်ပါတယ်တကယ်ဒီမှာနေကိုမျောနေရတာပေါ့နော်မိုက်တော့ကျွန်တော်ပြင်စားတော့ဆိုင်ဝင်မေးကြည့်ပါမယ်ပေါ့နော်ကျွန်တော်ရဲ့မုတ်တွေချက်ပြဖို့နေ့တော့ကျွန်တော်ဒီမှာပေါ့နော်ကျွန်တော် free food ထည့်ရတယ်ပေါ့နော်တကယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့က Coca-Cola ပါတိုက်တယ်ပေါ့နော်တကယ်ကျေးဇူးတင်ပါတယ် Oh my god ကျွန်တော်အဲ့လိုကြီးတော့မစားချင်ပါဘူးဒါပေမဲ့မတက်နိုင်ဘူးပေါ့နော်ကျွန်တော်စွပ်ပြုတ်ကိုပြပြီးတော့လောက်တာဖြစ်မယ်သူကအဲ့လိုမျိုးကျွေးတယ်ပေါ့နော်တကယ်ကျေးဇူးတင်ပါတယ် What's your name I'm Bekir. Bekir are you French or Turkish. You speak Arabic No. No okay thank you brother thank you for helping me အားဘလို့သွင်းလဲလို့မေးတဲ့လူတွေတော့ပေါ့နော်ဒီမှာကျွန်တော်ဒီလိုအားသွင်းပါတယ်အဲ့လိုစားတော့ဆိုင်နေတခြားအဲ့လိုမျိုးအားသွင်းလို့ရတဲ့နေရာမှလည်းများပေါ့နော်ကျွန်တော်အားလိုက်သွင်းပါတယ်ဒါဆိုကျွန်တော်ဖုန်းသွင်းတာပေါ့နော်ခုနကဆိုတော့ကျွန်တော်ပါဝါဘန့်သွင်းတာပါတယ်အခုကတော့ကျွန်တော်1 နာရီထိုးနေပြီပေါ့နော်ညနေ9 နာရီမထိုးခင်ပြန်မှာ9 နာရီဆိုတော့မိုးချုပ်ပြီပေါ့နော်အဲ့တော့ကျွန်တော်တောလန်းကို2 နာရီလောက်လမ်းလျှောက်ပါမယ်ကျွန်တော်2 နာရီလောက်ထိအားသွင်းပြီးတော့ကျွန်တော်ပြန်ပါမယ်ကျွန်တော်လည်းတရားဝင်တရားထွက်နေမျိုးပေါင်းများစွာဖြတ်သွားခဲ့ပါတယ်။ရာသီဥတုကရန်အေးလို့ဘယ်သူမှပြင်မထွက်ကြပါဘူး။တချင်းတွေနားထောင်လိုက်အော်ဆိုလိုက်နဲ့လမ်းတွေလျှောက်ခဲ့ရတာဘွားမှာလွတ်လပ်ဆုံးအချိန်တွေဖြစ်ခဲ့ပါတယ်။အခုကတော့ပေါ့နော်ကျွန်တော်တို့ညကြိုင်မိုးရွာမှာဆိုလို့ကျွန်တော်တို့ဒီမှာဆာလာအိတ်တွေရှိပေါ့နော်ကျွန်တော်ဆာလာအိတ်တွေနဲ့ကျွန်တော်တဲကိုကားကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆာလာအိတ်တွေလှုပ်လိုက်ပါအောင်မယ်မိုးကရွာနေတယ်ပေါ့နော်မြင်လာတော့မသိမိုးကြီးကျနေတယ်ဗျာမိုးကြီးကျနေအဲ့တော့ကျွန်တော်ဒီဆာလာအိတ်တွေဟောလှုပ်ပြီးတော့တန်းအောင်ကာဝါလှုပ်မယ်ပေါ့နော်ကျွန်တော်လှုပ်လိုက်အောင်မယ်ကျွန်တော်လည်းမိုးရင်ရွာနေတော့တဲကိုဗျမ်းမရာဖုံဖို့ဆာလာအိတ်တွေကိုရှောက်ယူနေခဲ့ပါတယ်ကျွန်တော်တဲကိုတက်နိုင်တယ်လို့တော့ကာကြည့်ရပါဗျအဲ့လိုမျိုးလေတိုက်တော့ပြန်ပြီးတော့အဲ့လိုမျိုးဟိုလိုဖြစ်တာရှိတယ်ဒုက္ခရောက်လုံးမno အဲ့လိုမဖြစ်ကြဘူးလေကွာကျွန်တော်တက်နိုင်တယ်လို့ကာတာပဲပေါ့နော်ပြောမှဆိုလဲကျွန်တော်2 ဖက်ပေါ့နော်ဟိုမှာ2 ဖက်ကာတာရေကြများတော့ဒီတစ်ပင်နေနဲ့ကတော့ shit တောင်းစိတ်တူလေကတိုက်တယ်ဟေးဒီလောက်ဆိုရင်တော့အဆင်ပြေပြီလို့ထင်တာပဲပေါ့နော်အိတ်နေလဲဆူရွှဲကိုထဲဝင်တော့ဒီလိုလန်လာကြီးနဲ့တော့လှနေထဲဝင်ပါမယ်ကျွန်တော်ဒီမှာလေမတိုက်အောင်အစွန်းတော့ပေါက်ကရိုက်တော့ခြိလိုက်တော့ပြဲဆုပ်တော့ကြည့်ပါအောင်ဆုပ်ပြတ်တတ်နေတဲတစ်ခုလို့ဆုပ်ပြတ်တတ်နေလေတွေနဲ့မိုးတွေနဲ့တဲလောက်ရတာအဆင်မပြေဘူးပေါ့နော်အဆင်ပြေပါသေးပဲဒီညသတင်းသာကျွန်တော်လဲဝါဒီဆွဲပြီးတော့ကြာနေအိတ်တော့မယ်ပေါ့နော်ပတ်ဝန်းကျင်ဆက်ကြည့်အောင်ဘုံမရပါလေနဲ့ပဲဆူတောင်းပါတယ်
အဲ့တော့ဝါဒီဆွဲလာအောင်နော်ဝါဒီဆွဲပြီးအိတ်တော့နော် The rain is starting to fuck me man you see oh my god you see the water is leaking here what the fuck oh my god what the fuck please please ကျတော့ဒီတောက်လျှောက်ပဲပေါ့နော်ရေတွေကျနေတာအဆင်မပြေပါဘူး oh my god ကဲကြပါဦးကျတော့ဒီဆောင်ကြီးကလေရေဆိုနေတယ်ပေါ့နော်ဘလို့ဖြစ်လို့ရေဆိုသွားလဲမသိဘူး what the fuck ကွာငါလုံးမဒုက္ခတော့ရောက်ပါပြီတဲကြီးမပြိုသွားပါသေးနဲ့ပဲဆူတောင်းနေရတယ်ပေါ့နော်ဒီမှာကြည့်ပါဦးရေတွေဆိုသွားတာအများကြီးပဲဗျာအာ shit အဲ့လိုရေတွေဆိုရွှဲနေရပေါ့နော်ဘလို့လောက်အောင်လဲမသိဘူးတကယ်ပါတိုင်ပတ်နေပါပြီဒီမှာဆိုလဲကြည့်ပါအောင်စောင်းကြီးပါရေဆိုဘလို့ဆိုသွားလဲမသိဘူးဒီနာကတော့ကျွန်တော်အကြောက်ဆုံးပေါ့နော်ဒီနားမှာရေတော်တော်စိတ်နေတယ်ပေါ့ what the fuck engineer ဖြစ်နေပြီငါအိမ်လိုက်ကြည့်နေရတယ်